ကိုတက်ကိုကဲဟိုကိုခန္ဓာကိုတခြားတယောက်စီပေးလိုက်ရမယ်အခြေအနေဆိုရင်တော့စတီဗန်ကစင်ဂျန်ဆုံးမှာသူ့စီကိုတဖြည်းဖြည်းလာနေကမကောင်းဆိုးဝါးကြီးတစ်ကောင်ကိုတွေ့လိုက်တယ်ဒါပေမဲ့အဲ့ဒီကောင်ကြီးသူ့စီရောက်ခါနီးမှာပဲရုတ်တရက်အဖွားကြီးတယောက်အဖြစ်ပြောင်းသွားတယ်အဖွားကြီးကလည်းစတီဗန်ကိုတွေ့ပြီးအလန့်တကြားဖေသွားတာပဲဘာလို့ဆိုညာကြီးမင်းကြီးဓာတ်လေခါထဲမှာဘသူကအကျယ်ကြီးအော်ဟင်းနေမှာလဲဒါကြောင့်စတီဗန်ကသူ့မျက်ကမှန်ကြောက်သွားလို့ဆိုပြီးဟန်ဆောင်လိုက်ရတယ်အဖွားကြီးထွက်သွားတဲ့အချိန်အဲ့ဒီကောင်ကြီးကိုမတွေ့ရတော့ဘူးစတီဗန်ကဓာရီဟာအေးရပြလွန်လို့စိတ်ထင်အောင်ထင်မှဖြစ်လာနေမှာဘာလို့ပဲတွေ့လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှပဲအဲ့ဒီကောင်ကြီးကိုသူပြန်တွေ့လိုက်ရပြန်တော့ဂျုတ်တရက်စတီဗန်ကဘတ်ကားပေါ်မှာလာနိုးလာတယ်သူ့ကိုလူတိုင်းကထူးဆန်းတယ်လို့ကြီးနေကြတာကိုတတိထားမိလိုက်တယ်အစကတော့ဒါလည်းအိမ်မှာနောက်တစ်ထပ်ပဲလို့သူထင်နေခဲ့တာဒါပေမဲ့ပြထင်းပေါက်ကနေအမှတ်မထင်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီမကောင်းဆိုးဝါးကြီးကလမ်းဘေးမှာအရှင်းသားကြီးရနေတာကိုတွေ့လိုက်ရတယ်အခုတော့သူလုံးဝကိုကွာလပဖွတ်တော့ပြီဘာတွေဖြစ်နေတာလဲသူကားပေါ်ကဆင်းပြီးစစ်ဆေးဖို့လုပ်လိုက်တဲ့အချိန်မှာပဲသူအိမ်မက်ထဲကမောဆရာကြီးကလည်းကားပေါ်မှာပါလာတာကိုတွေ့လိုက်ရတယ်ဒါတွေအားလုံးကတကယ်ဖြစ်နေရလားဒါပေမဲ့စတီဗန်ကအဲ့ဒါကိုခေါင်းထဲမထည့်ပဲပုံမှန်အတိုင်းအလုပ်ကိုပဲသွားလိုက်တယ်ဒါပေမဲ့သူပြတိုက်ထဲကိုခြေချလိုက်တာလဲအဲ့ဒီမော်ဆရာကြီးကသူ့ကိုအစင်းသင်းစောင့်နေတာကိုတွေ့လိုက်ရတယ်စကားတစ်ခွန်းမှမပြောပဲတရားစီရင်တဲ့ကိစ္စကိုချက်ချင်းစောတော့တာပဲအဲ့ဒီချင်းခွင်သာအနီးယံဘတ်ကိုရင်းသွားနေသူအဲ့ဒီနေရာမှာပဲပွဲချင်းပြီးသေးမှာဒါပေမဲ့ရလက်ကလူတိုင်းကိုအန်အားသင့်စိတ်ခဲ့တယ်ဘာလို့ဆိုချင်းခွင်ကအဟိုရင်းတီရင်းနဲ့လုံးဝမငြိမ်လို့ပဲဒါကစတီဗန်ရဲ့စိတ်ထဲမှာကစင်ကလျာဖြစ်နေတဲ့အရာတွေကြောင့်သူ့ကိုတရားစီရင်လို့မရဘူးဆိုတဲ့အတိတ်ပဲညဘက်စတီဗန်အလုတ်ကပြန်ခါနီးမှာပြတိုက်ထဲကနေထူးဆန်းတဲ့တရိษံအထံတွေကိုကြားလိုက်ရတယ်သူကတယောက်ရဲ့အင်ငွေတရိษံလွတ်သွားတာဖြစ်မယ်လို့ထင်ပြီးအထဲကိုဝင်ရှာလိုက်တယ်ဒါပေမဲ့နေရာတော့ကကြောက်စရာအရေးကြီးတစ်ခုကိုတွေ့လိုက်ပြီးတစ်ခုခုမားနေပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ်သူတီးသွားတဲ့အချိန်မှာတော့ထပ်ပြီးဖို့နောက်ကျသွားခဲ့ပြီးမခေါင်းဆိုးဝါးကြီးကသူ့စီကိုတန်းပြီးပြေးဝင်လာတယ်စတီဗန်ကအလန့်တကြားနဲ့ရေချိုခန်းထဲကိုပြေးဝင်ပုံလိုက်ရတယ်ဒါပေမဲ့ဒီနေရာကလည်းလုံခြုံတဲ့နေရာမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲသူ့အတွင်းထဲကနေတခြားအထံတဆန်ကရုတ်တရက်ထွက်ပေါ်လာတယ်မင်းသူ့ကိုထိန်ချုပ်ခွင့်ပေးရမယ်ဘာကိုထိန်ချုပ်ခွင့်ပေးရမှာလဲမင်းပါလီပြောနေရလဲဟိုအကောင်ကတကားကိုဖျက်သွားမယ်ငါတို့မှအချိန်မရှိတော့ဘူးအခုစတီဗန်ကတကားကွဲစားပြုတ်နေတာကိုကြည့်နေရင်ဘာကမှအာရုံစိုက်လို့မရတော့ဘူးမင်းမသေးစေရအောင်ငါတို့ကိုကယ်ခွင့်ပေးဒါနဲ့စတီဗန်ကသူ့ကိုသူစိတ်ငြိမ်အောင်လုပ်လိုက်တယ်သူဖြစ်လာသမျှကိုလက်ခံဖို့အသင့်ထင်နေပုံပဲမကောင်းဆိုးဝါးကြီးတကားကိုဖြစ်ဝင်လာတဲ့အချိန်မှာပဲသူ့ရဲ့နောက်တစ်ယောက်ကခန္ဓာကိုယ်ကိုလုံးဝထိန်းချုပ်သွားပြီးချက်ချင်းပုံစံပြောင်းသွားတော့တယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကြီးစတင်ပါတော့တယ်တင်တာစတီဗန်နီယာမှာဆိုရင်အသက်ရှင်ဖို့အတွက်ကိုယ်ခန္ဓာကိုယ်ကိုဘာမှမသိတဲ့အရာတစ်ခုစီပုံအပ်ရဲမှာလား